Hello အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့Concentrate မှာ passport နဲ့လုပ်ထားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ passport နဲ့လုပ်ထားတဲ့ Concentrate က trainer ကတို့လိုပျောက်သွားတတ်တယ်အဲ့ဒါကိုကြည့်ဒီမှာဒီလိုဆိုရင်တော့ trainer ပျောက်သွားပြီပေါ့နော် Amazon ဒီအပေါ် scan တော့ပဲပါတယ်ဆိုရင် trainer မရတော့ဘူးပေါ့နော်အဲ့ဒါဆိုရင် trainer ကပျောက်သွားပြီဆိုတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲတကယ်လို့ကို passport နဲ့လုပ်ထားတဲ့ဆိုရင်တော့ဖြေရှင်းလို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ setting ကိုတွားပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာတွား trainer မရတော့ဘူးဆိုတော့ကျွန်တော်တို့ဘာမှ scan ပေးလို့မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ back ပြန်လုပ်မယ်ဒီမှာ profile ကိုဝင်မယ်ဒီလူကောင်းလေးပေါ့လူကောင်းလေးဝင်မှာပါနော်โอเคဒီလူကောင်းပုံလေးပေါ့နော် profile လေးလိုက်တော့ဆိုရင်ဒီလိုပေါ်လာလိမ့်မယ်ဒီမှာကျတော့ကျွန်တော်တို့ card setting ကိုနေပေးရမယ်ဒီမှာ card setting ကိုနေလို့ဆိုရင်ဒီမှာတွေ့နောက် setting ကိုပြန်နေပေးရမယ်ပေါ့နော်ဒီမှာတွေ့နောက် setting လေးဒီလိုဆိုရင်အောက်ကနေရောင်လေးအနီရောင်လေးကိုနေပေးမယ်နေပေးပြီးတော့ကဲဒီမှာအနီရောင်လေးကို yes ကိုပြန်နေပေးဘယ်လိုမျိုးကိုပြန်လုပ်ပေးရတာပေါ့နော်โอเคတော့โอเคဒါဆိုကျွန်တော်တွေ့နောက်ပြန်လုပ်လို့ရပြီပြန်သုံးလို့ရပြီโอเคဒီမှာကျွန်တော်တို့ဒီ scan ကိုနေလိုက်လို့ဆိုရင်โอเคဒီအပေါ်ပါတော့ receive နဲ့ payment ဆိုတာပေါ်လာလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့တွေ့နောက်ပြန်သုံးလို့ရပြီပါသူများကိုလည်းပို့လို့ရတယ်သူများကိုပေးလို့ရတယ်ဆိုတာပေါ့နော်